မိုင်စွန်ခမင်္ဂလာပါနော်နမူနာဒေတာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့ကျွန်မဘဲကိုသွားမလဲဆိုတော့ချုံချင်းမြို့မှာရှိတဲ့အကြီးဆုံး shopping center နာမည်ကတော့ Guanghang shopping mall လို့ခေါ်ပါတယ်ရှင်ဒီ shopping mall ကဘယ်လောက်တောင်ကြီးလဲဆိုလို့ရှိရင်စုစုပေါင်း area 4,200,000 စတုရန်မီတာတောင်ရှိတဲ့ shopping mall ဖြစ်ပါတယ်ဒီနေရာလေးကသွားရတာလည်းအရန်လွယ်ကူပါတယ်ချုံချင်းမှာရှိတဲ့ metro line 5 Changguang metro station exit 1ဆိုရင်ရောက်ပါပြီဒီနေ့ကလည်းတရုတ်ပြည်မှာကောက်ရထားတဲ့ကျမရဲ့သမီးလေးနဲ့ဒိတ်တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ကိုယ့်ဘာသာကိုခီးသွားမဲ့သူတွေအတွက်အထောက်အကူပြုဖို့ရည်ရွယ်ပါတယ်ဒီနေရာလေးကတော့ Tree Light Forest ထဲကိုဝင်ဖို့လက်မှတ်ရောင်းတဲ့နေရာဖြစ်ပါတယ်ကိုကအဲ့ထဲကိုဝင်ချင်တယ်ဆိုရင်ဒီနေရာမှာလက်မှတ်ဝယ်ပြီးတော့မှဝင်ရမှာဖြစ်ပါတယ်ရှင်အထဲမှာတော့ရေတံခွန်တွေတစ်ပင်တွေနဲ့ပြင်ဆင်ထားတဲ့ Forest ပုံစံ Botanical Garden ဖြစ်ပါတယ်ရှင်ကျမကတော့ဒီနေရာမှာပတ်စံမတုံးချင်လို့ဒီထဲကိုမဝင်ခဲ့ပါဘူးတော်လေတဲ့လူတွေကတော့ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့တိကက်လေးဝယ်ပြီးတော့မှဒီထဲကိုဝင်ခဲ့နော်shopping mall ကြီးလဲရန်ကြီးလှလဲရန်လှတယ်နော် shopping mall ဆိုတော့လေအလှကုန်အဝတ်အစားတစ်စိတ်ပေါင်းမျိုးစုံရှိပါတယ်ကျမဗီဒီယိုရိုက်ခဲ့ဖို့မိပါလို့ပါအဲ့တော့ဒီဗီဒီယိုထဲမှာအဲ့လိုမျိုးဟာတွေမပါဘူးပေါ့နော်တတမီမီလေးနဲ့သွားရဲဆိုလို့ရှိရင်လည်းအခုလိုမျိုးကလေးတွေ free ဆော့တဲ့နေရာလေးလည်းရှိပါတယ်ရှင်အခုကတော့ကျမတို့ကလေကားတက်ပြီးတော့မှစားတော့မယ်ပေါ့နော်အစားသလိုင်းနေဆိုတော့လေဟီဟီဟဲ့ပလုတ်တော့စင်ကာပူကရာကုန်းလည်းရှိရနော်ကျမဝင်ပြီးစားခဲ့ပါတယ်ကော်ဖီအရသာတော့တက်ဆင်အောင်လွဲပါတယ်ကျန်တဲ့ဟာတွေကတော့အားလုံးတူပါတယ်ဒါပေမဲ့အမှတဘောကြတာရှိတာတော့သူတို့ကလေလမ်းဘေးမှာရောင်းနေပါမုံပဲဖြစ်ပေါ့နော်အဲ့လိုမျိုးစားစရာတွေကိုတစ်ခါတုန်းအဲ့လိုကြွအိတ်လက်အိတ်ကလေးပေးတာတော့ကျမတရုတ်ပြည်မှာအရန်တဘောကြတဲ့အရာဖြစ်ခဲ့ပါတယ်ရှင်စားစရာ restaurant တွေကတော့အများကြီးပါပဲရှင်ကိုကြိုက်တာလေးရွေးပြီးစားခဲ့နော်ကျမကဘာစားခဲ့လဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်锅边汤别碰到了。我们的翡翠青椒味烤鱼、豆花手工现磨的，建议先吃哦。ဒါကတော့စင်ကာပူနိုင်ငံမှာနေတဲ့လူတွေအတွက်ပြောပြတာဖြစ်ပါတယ်ကျမကိုယ်တိုင်တော့မဆန်းစားကြရသေးဘူးပေါ့နော်စင်ကာပူနိုင်ငံရဲ့ဆမ်မတ်ဆက်မှာလည်းကျမဒီငါးပုံစံ restaurant ကြော်ညာကိုတွေ့ခဲ့တယ်ပေါ့နော်အဲ့တော့စင်ကာပူနိုင်ငံမှာနေတဲ့လူတွေလည်းစားကြည့်ချင်တယ်ဆိုလို့ရှိရင်စားကြည့်လို့ရပါပြီလို့ငါ့ကိုกินထားတာလားကြော်ထားတာလားတော့မပြောတတ်ဘူးကြော်ထားတယ်လို့ထင်ပါတယ်အဲ့ဒါနဲ့သူ sauce ကလေးနဲ့ပေါ့နော်တော်လေးစားလို့ကောင်းပါတယ်ငရုတ်ဒီအစိမ်းကမဆက်ပါဘူးနော်ဒါမဆက်တဲ့ dish ကိုရွေးခဲ့တာဖြစ်ပါတယ်ချုံချင်းကအကုန်ဆက်နေတော့လေပြီးတော့ဘေးမှာပါတဲ့အတုံးလေးကတော့ထိုဖူးတုံးလေးဖြစ်ပါတယ်ရှင်ထိုဖူးတုံးလေးကလည်းရန်ကုန်စားကောင်းပါတယ်စားပြီးတော့တဲ့အချိန်ခါကျတော့နွားနို့နဲ့လှုပ်ထားတဲ့ဒီအချိုပွဲလေးပေးပါတယ်ရှင်ရန်စားလို့ကောင်းပါတယ်ဈေးနှုန်းကတော့ sorry ပါကျွန်မမမှတ်မိဘူးဆိုရင်လည်းအဲ့လိုအရန်ကြီး high sky ဈေးမကြီးဘူးပေါ့နော်ပေးရတဲ့ဈေးနဲ့စားရတာနဲ့တန်တဲ့တရုတ်ပြည်ရဲ့စားစားတွေပါရှင် bike ကြည့်သွားပြီဆိုတော့ဖြတ်လျှောက်လေးကရှောက်သွားမယ်နော်ဘယ်နေရာတွေလှလဲပေါ့ဒီ shopping mall ကိုမှွေမယ်
အခုနောက်ပိုင်းကားထုတ်လုပ်မှုကတော့အားလုံးသိမှာပါနော်တရုတ်ပြည်ရဲ့ကြော်ကြားတဲ့ကားတွေပါ shopping mall တွေပဲနေရာပဲတော်တော်အခုလိုမျိုး car showroom ကိုအလွယ်တကူတွေ့ရပါတယ်ရှင်ဆက်စုလုပ်ပြီးသွားပြီဆိုတော့ပြန်มาတော့မယ်ရှင်အားလုံးပဲတတနောက်ဗီဒီယိုတွေပဲဆက်သွားမလဲစောင့်ကြည့်ပေးအောင်နော်